ရောင်းကျင်တဲ့ပစ္စည်းထက်ကိုအရင်ရောင်းပါလူတွေကမင်းရဲ့ပစ္စည်းကိုမဝယ်ခင်မင်းရဲ့စိတ်ထားနဲ့တန်ဖိုးကိုအရင်ဝယ်သွားကြမှာပါယုံကြည်မှုဆိုတာငွေနဲ့ဝယ်လို့မရတဲ့အကောင်းဆုံးအရင်နှီးတယ်အွန်လိုင်းမှာအောင်မြင်ဖို့ဆိုတာနောက်လိုက်များဖို့တည်းမဟုတ်ဘူးကိုအားကိုးတဲ့လူတွေများဖို့ပါပရိသတ်ဆိုတာမင်းရဲ့ရောင်းအားတယ်မဟုတ်ဘူးမင်းရဲ့ဂုဏ်သိက္ခာကိုထိန်းကျောင်းပေးမဲ့သူတွေပါpersonal brand ဆိုတာချက်ချင်းဖြစ်လာတာမဟုတ်ဘူးနေတိုင်းတိဆောက်ရတဲ့အစအဦးတစ်ခုပါမင်းရဲ့စကားမင်းရဲ့လုပ်ရက်မင်းရဲ့အစိတ်ရအမှန်တွေပေါင်းစပ်လိုက်တဲ့အခါမင်းကိုယ်တိုင်က brand တစ်ခုဖြစ်လာလိမ့်မယ်ဝေရှာဖို့မခက်ပါဘူးယုံကြည်မှုတိဆောက်ဖို့ပဲခက်ပါတယ်မင်းရဲ့ personal brand ခိုင်မာသွားပြီဆိုရင်မင်းဘာရောင်လူတွေကမင်းကိုယုံလို့ပဲဝယ်ကြတော့မှာပါအလောတကြီးမရောပါနဲ့အရင်ဆုံးတန်ဖိုးကိုပေးလိုက်ပါမင်းစီကအသိပညာအတွေ့အကြုံခွန်အားတွေကိုအရင်ယူပါစေတနေ့ကျရင်မင်းရဲ့ brand ကအလိုလိုအလုပ်လုပ်ပေးသွားလိမ့်မယ်